ထိုင်းကမ္ဘောဒီးယားနယ်စပ်ဒေသကတင်းမာမှုတွေနဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြပါတယ်။ထိုင်းစစ်တပ်ကသူတို့ပိုင်နက်ထဲမှာရှိတဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေကိုထိုင်းဥပဒေနဲ့အညီအရေးယူမယ်လို့အသိလင်းကြေညာလိုက်ပါပြီ။ကမ္ဘောဒီးယားဘက်ကထိုင်းကို MOU ချိုးဖောက်တယ်လို့ဆွဆွဲလာပြန်ပါတယ်။ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူကထိုင်းနိုင်ငံပိုင်နက်ထဲမှာရှိတဲ့မြေတို့ကိုမဆိုဥပဒေနဲ့အညီအရေးယူဆောင်ရွက်ပိုင်ခွင့်ရှိတယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ဒါဟာနိုင်ငံတကာလက်ခံထားတဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုမူအရဖြစ်တယ်လို့ဆိုပါတယ်။ကမ္ဘောဒီးယားဘက်ကသူတို့မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးလှည့်ပြားပြောဆိုနေတာတွေမဟုတ်ပဲထိုင်းပိုင်နက်ကိုရှင်းရှင်းလင်းလင်းသတ်မှတ်ထားပြီးဖြစ်တာကြောင့်ထိုင်းဥပဒေကိုအတိအကျကျင့်သုံးသွားမယ်လို့ပြောပါတယ်။ကမ္ဘောဒီးယားဘက်ကထိုင်းနိုင်ငံဟာ2000ပြည့်နှစ်ကသဘောတူထားတဲ့နားလည်မှုစာချွန်လွှာဖြစ်တဲ့ MOU ကိုချိုးဖောက်တယ်လို့ဆွဆွဲခဲ့ပါတယ်။ဒါပေမဲ့ထိုင်းဗိုလ်ချုပ်မူကတော့ဒီဆွဆွဲချက်ဟာမမှန်ကန်ဘူးလို့ညင်းဆိုခဲ့ပါတယ်။ကမ္ဘောဒီးယားဘက်ကထိုင်းပိုင်နက်မှာအဆောက်အဦတွေအိမ်တွေလူတွေရက်ကွက်တွေဆောက်လုပ်ခဲ့တာကြောင့်ထိုင်းဘက်က MOU 2000ပြည့်နှစ်အရအကြိမ်900ကျော်ကန့်ကွက်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ကမ္ဘောဒီးယားဘက်ကတော့ဒီကန့်ကွက်မှုကိုအနှစ်20ကျော်ကြာလစ်လျူရှုထားခဲ့ပြီးပြုပြင်ပြောင်းလဲဖို့ညှင်းဆန်ခဲ့တယ်လို့ထိုင်းစစ်တပ်ကိုထောက်ပြပါတယ်။ထိုင်းဘက်ကတော့နယ်စပ်ဒေသပြဿနာတွေကိုငြိမ်းချမ်းစွာဖြေရှင်းလိုစိတ်ရှိပြီးအင်အားအသုံးပြုတာကိုရှောင်ရှားကာနိုင်ငံတကာဥပဒေနဲ့ထိုင်းဥပဒေဘောင်အတွင်းကနေကိုယ့်အချုပ်အခြာအာဏာကိုကိုယ့်ပြည်သူတွေအတွက်ကာကွယ်သွားမယ်လို့အလေးနက်ပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားကသူတို့နိုင်ငံကပြည်သူတွေကိုထိုင်းဥပဒေနဲ့အရေးယူဖို့ရည်ရွယ်ချက်ကိုတရားဝင်ကန့်ကွက်တယ်လို့ပြောခဲ့ပါတယ်။ဒီလိုလုပ်ရဟာ2000ပြည့်နှစ်ကသဘောတူထားတဲ့ MOU ကိုချိုးဖောက်တာဖြစ်တယ်လို့ကမ္ဘောဒီးယားဘက်ကလည်းပြန်ပြီးဆွဆွဲခဲ့ပါတယ်။ထိုင်းဘက်ကထိုင်းပိုင်နက်ကိုကျူးကျော်နေတဲ့ကမ္ဘောဒီးယားနိုင်ငံသားအားလုံးကိုချက်ချင်းရွှေ့ပြောင်းပေးဖို့နဲ့ GBC အစည်းအဝေးမတိုင်ခင်စီစဉ်ပေးဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။ဒါအပြင်အစိုးရပစ္စည်းတွေကိုဖျက်ဆီးတာကာဝယ်ရှိသူတွေကိုတိုက်ခိုက်တာတွေလုပ်ရင်ဥပဒေအရအရေးယူမယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။စက်တင်ဘာ18ရက်နေ့ကသဘောတူထားတဲ့အချက်8ချက်ကိုကမ္ဘောဒီးယားကလိုက်နာခြင်းမရှိရင်ပြည်내အဆင့်ဆွေးနွေးမှုတွေထပ်လုပ်မှာမဟုတ်တော့ဘူးလို့ထိုင်းဘက်ကပြက်ပြက်သားသားသတိပေးခဲ့ပါတယ်။